အာဆင်နယ်ရဲ့ကပတိမာတေအိုဒီကန်နဲ့ပတ်သက်ပြီးလက်လောအနှုတ်လက္ခဏာဆောင်တဲ့သတင်းတွေဆိုရှယ်မီဒီယာပေါ်မှာပြောနေကြတာတွေကိုတော်တော်များများလေးတွေ့ကြမှာပါ။ခန္ဓာတွေရဲ့ကပတိကဒီအာဆင်နယ်အတွက်အကျိုးမရှိဘူးအနာဂတ်ပြောင်းနေပြီအာဆင်နယ်မှာနေရာမရှိတော့ဘူးစတဲ့သတင်းတွေတွေ့တဲ့အခါခန္ဓာတယောက်အနေနဲ့အိုဒီကန်နေရာကနေခံစားပြီးမနေနိုင်လို့ဒီဗီဒီယိုလေးလုပ်ဖြစ်တာပါ။မာတေကအသင်းအတွက်ဘယ်လိုအကျိုးပြုခဲ့တယ်ဆိုတော့ player analysis လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။အဓိကတော့ကိုယ်အသင်းဖန်တွေကိုဒါလိုတဲ့အခါမှာတော့မြောက်စားပြီးမလို့ရင်ကြောင်တိုးပြတ်တဲ့အကျင့်တွေမရှိစေချင်တာရယ်သူများရောက်နိုင်လိုက်မအောင်စေချင်တာအကြောင်းရယ်ပြောပြပေးသွားချင်တာပဲဖြစ်ပါတယ်ဒီအသင်းအတွက်ပြိုင်ပွဲစုံတွင်းကိုတကူနဲ့ကိုဖန်တီးမှု9ချိန်ပဲပြုလုပ်ပေးထားနိုင်ပြီးခြေသွမ်းပိုင်းရကြဆင်းလာနေတဲ့အိုရီကရဲ့ဗန်နာဘွားအဆောက်အဦအရင်ပြန်သွားကြည့်ပါမယ်လူငယ်ပါမရှင်တယောက်အဖြစ်ကဘာအတိမပြုထားပေမဲ့သူရဲ့အသင်းရဲ့အရန်ကုန်မှာပဲအချိန်ကုန်နေခဲ့ရတဲ့မာတင်ကသူရဲ့စစ်မှန်တဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်2020-21ပေါ်လုံးရသည့်ရဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာပဲမြောက်လန်ဒန်အသင်းဖြစ်တဲ့အာဆင်နယ်စီကိုပြောင်းရွှေ့လာခဲ့ပါတယ်။ကွင်းလယ်ဖန်တီးရှင်တယောက်အသေးသက်လိုအပ်နေချိန်မှာဒီပြအဒီတာနဲ့အာဆင်နယ်အသင်းဟာမာတင်ကိုအငှားစာချုပ်နဲ့စတင်ခေါ်ယူခဲ့တာပါ။အာဆင်နယ်ကိုရောက်လာပြီး6လအတွင်းမှာပဲဒီပြအဒီတာရဲ့အသင်းမှာအထိုင်ကျခဲ့ပြီးခြေသွမ်းပြနိုင်ခဲ့လို့အာဆင်နယ်ဘက်ကနေပြီး2021ဩဂတ်မှာပြောင်းရွှေ့ခြင်းအောင်35တဝန်းကျင်နဲ့ရီရဲကနေပြီးသက်ခေါ်ယူခဲ့ပါတယ်။အိုရီကရဲ့ပြောင်းရွှေ့ခြင်းကအခုချိန်မှာပြန်ကြည့်ရင်တော့ပိုးစုပတ်ဆက်တန်နေတယ်ဆိုတာကိုဒီအချက်လက်တွေအသက်သေပြနေပါတယ်။2020-21အငှားနဲ့စပြီးရောက်လာတဲ့ရာသီမှာအိုရီကပြိုင်ပွဲစုံပွဲပေါင်း20ကစားခဲ့ပြီးတော့2ဂိုးသွင်းပြီးတော့ဂိုးဖန်တီးမှု2ကြိမ်ပြုလုပ်ခဲ့ပါတယ်။2021-22ဘောလုံးရာသီမှာတော့ပြိုင်ပွဲစုံ40ကစားခဲ့ပြီးတော့9ဂိုးသွင်းပြီး5ဂိုး assistant လုပ်ပေးခဲ့ပါတယ်။2022-23ရာသီမှာတော့အာဆင်နယ်အသင်းရဲ့ကပတိန်အဖြစ်စတင်တာဝန်ပေးရခြင်းခံရပြီးတော့ပြိုင်ပွဲစုံ45ပွဲကစားခဲ့ပါတယ်။15ဂိုးသွင်းပြီးတော့10ဂိုးထိ assistant လုပ်ပေးခဲ့ပါတယ်။15ဂိုးမှာလည်းpenalty ဂိုးလုံးဝမပါဘဲနဲ့သွင်းယူနိုင်ခဲ့တာပါ။2023-24ရာသီမှာတော့ပြိုင်ပွဲစုံ48ပွဲနဲ့17ဂိုးသွင်းပြီး17ဂိုး assistant လုပ်ပေးနိုင်ခဲ့ပါတယ်။ပြီးတော့တဦးချင်းစုတစိတ်တွေအနေနဲ့လည်း2022-23ရာသီ23-24ရာသီ2ရာသီဇက်တိုက်တာ Arsenal Player of the Season ဆုကိုရရှိခဲ့ပါတယ်။23ခုနှစ်မှာ London Football Award Player of the Year နဲ့ Ballon d'Or စကားတင်ဝင်ခဲ့ပါတယ်။အတက်ငယ်နဲ့ပဲအသင်းရဲ့ခေါင်းဆောင်အဖြစ်တာဝန်ပေးခံရတဲ့အိုရီကအသင်းကိုရောက်လာတဲ့အပြောနဲ့မဟုတ်ပဲသူရဲ့ခြေခံနေနဲ့ပဲပြည်သက်တွေကိုတက်တည်ပြလာခဲ့တာပါ။မော်ဆန်နဲ့ဖေချီဘောလုံးနဲ့တသားလေးဖြစ်တဲ့သူရဲ့ကစားဟန်ပြည်သက်တွေအတွက်ကန်နာအောင်အိုဇီကိုပြန်အစားရလိုက်လို့ကန်စားစီခဲ့ရတာပါ။ဒါပေမဲ့လက်ရှိပရီးမီးယားလိမှာ900တီကျော်ဖြတ်တန်းလာပြီးရဲ့နောက်မှာတော့သူရဲ့ကစားဟန်နဲ့အတွေးမြင်တွေကိုပြိုင်ဘက်အသင်းတွေကကောင်းကောင်းနော်ကြည့်နေပြီလားလို့မီးပြတွေဖြစ်လာခဲ့ပါပြီ။ပွဲကြီးနေတဲ့ပြည်သက်တွေအောင်ကြုံမမြင်နိုင်တဲ့ဘောလုံးလမ်းကြောင်းတွေကိုရှာဖွေပြီးပေးပို့နိုင်တဲ့ဒီကစားသမားဒီအစားတွေကဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနလာနီးပါအနားယူခဲ့ရပါတယ်။ဒဏ်ရာကနေပြန်သက်သာပြီးနောက်မှလည်းပဲပုံမှန်ခြေသမပြနိုင်ပဲနဲ့ဒီပြိုင်ပွဲစုံ24ပွဲကစားထားရပါတကူသွင်းပြီးတော့5ဂိုးပဲဖန်တီးပေးထားနိုင်တာပါ။ပွဲအတွင်းမှာလည်းအရင်ကလိုမျိုး dangerous pass တွေမပေးနိုင်တော့ဘဲနဲ့ safe play ကိုပဲဦးစားပေးဆော့ကစားလာနေပြီးတော့အရင်လိုစွန်စားရတဲ့တက်တီမျိုးပျောက်ဆုံးနေတာကိုတွေ့ရပါတယ်။အိုရီကတယောက်အရင်လိုတွင်းကိုတွေကိုဖန်တီးမှုတွေပြန်ရှာတွေ့ဖို့အတွက်စွန်စားရတဲ့တက်တီတွေပြန်ပေးဖို့လိုနေတဲ့အာဒီတာသူကိုယ်တိုင်လည်းတက်တီမွေဖို့တော့လိုနေပါပြီ။ဘာလို့လဲဆိုတော့နီးပြအာဒီတာရဲ့နီးစနစ် viewer ဘိုင်းပေါ်မှာကစားနေရတာဖြစ်လို့အာဒီတာတယောက်ဒီပြဿနာကိုဖြေရှင်းရမှာပါ။မဟုတ်ရင်တော့အိုရီကတယောက်မော်ဒုတ်တန်ပြောင်းနေတဲ့မှော်စရာတယောက်လိုမျိုးပဲဖြစ်နေပြီးတော့ဘာအစွမ်းစားမှထုတ်ပြနိုင်မှာမဟုတ်ပါဘူး။ပြီးတော့အာဆင်နယ်အသင်းပရိသတ်တွေအနေနဲ့လည်းအိုရီကကိုလက်ညှိုးထိုးအပြစ်တင်နေမဲ့အစားအကောင်းမြင်မိပြီးတော့စိတ်ခွန်အားတွေပေးကြဖို့အတွက်ကဏ္ဍတယောက်နေတဲ့ဒီနေရာနေတိုက်တွန်းလိုက်ပါတယ်။